အားလုံးပဲမင်္ဂလာပါဒီကောင်းစဉ်မှာတော့ကျွန်တော်တို့တွေကမိခင်တို့တက်ကြည်ချင်းအကြောင်းလေးတွေကိုကျွန်တော်တို့ဆွေးနွေးပြီးမှဖြစ်ပါတယ်ကွန်ဆောင်ကာလတွေကမိခင်တို့တက်ကြည်ချင်းအကြောင်းကိုနားလည်ထားခြင်းအပြင်မိခင်တို့တိုက်ကြွေးရမှာပူပြီးတော့အဆင်ပြေလွယ်ကူစွာနဲ့အောင်မြင်တိုက်ကြွေးနိုင်မှာဖြစ်ပါတယ်ဒီမိခင်တို့တိုက်ကြွေးချင်းအကြောင်းကိုအသေးစိတ်ထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့သက်ဆိုင်ရာသင်တန်းလေးကိုတက်ရောက်ဖို့တဲ့ကျွန်တော်တို့အားပေးတိုက်တွန်းပါတယ်ဒီသင်တန်းလေးကိုဗမာတက်ရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီသင်ခန်းစာရဲ့အောက်မှာဖော်ပြထားသလိုသင်တန်းရဲ့အဆုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့အရေးကြီးတဲ့အချက်လက်ကလေးတွေကိုမျှဝေတဲ့နေရာမှာဆိုလို့ရှိရင်လည်းဘယ်လိုသင်တန်းတက်လို့ရမယ်ဘယ် link ကနေတက်လို့ရမယ်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့မျှဝေပြီးတော့မှာဖြစ်ပါတယ်အရှိမကျွန်တော်တို့ပြီးခဲ့တဲ့သင်ခန်းစာမှာဆိုလို့ရှိရင်တော့မိခင်တို့တိုက်ကြွေးနိုင်မှုအတွက်ကိုယ်ဆောင်ကာလမှာမိခင်တယောက်ရဲ့ခန္ဓာကိုယ်ကဘယ်လိုမျိုးပြုပြင်ပြောင်းလဲမှုတွေသဘောအတိုင်းလုပ်ပေးထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်မိခင်တယောက်ရဲ့ခန္ဓာကိုယ်ကအရန်ကိုပဲအောင်ပြီးတော့စမ်းကြယ်လာပါတယ်ကိုယ်ဝင်စားရှိရတဲ့ပြိုင်နဲ့သတိသားလေးကောင်းကောင်းမွန်မွန်ကြီးထွားဖွံ့ဖြိုးလာဖို့အတွက်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေအစဉ်စဉ်ပြောင်းလဲပေးပါတယ်ကိုယ်ဝင်ရတဲ့ဘက်40အတွင်းမှာဆိုလို့ရှိရင်ကလေးငယ်ကိုမွေးဖွားလာတဲ့တပြိုင်နဲ့မိခင်တို့တိုက်ကျွေးနိုင်ဖို့မိခင်ရဲ့ခန္ဓာကိုယ်ကအလိုအလျောက်အဆင်သင့်ဖြစ်နေစေပါတယ်မိခင်ရဲ့ခန္ဓာကိုယ်နောက်ရင်သားနဲ့ဟော်မုန်းပြောင်းလဲတွေကမိခင်တို့ကိုဖြစ်ပေါ်စေပြီးတော့ကလေးလေးမွေးလာတဲ့အခါမှာလိုအပ်တဲ့အာဟာရတွေကိုအသက်2နှစ်အထက်အထိပေးနိုင်မှုအတွက်အဆင်သင့်ဖြစ်စေပါတယ်ဒီသင်ခန်းစာမှာတော့ note ထုတ်မှုအတွက်ရင်သားပြောင်းလဲမှုနဲ့ note ပိုထွက်စေဖို့အတွက်မိခင်တွေနဲ့ဘယ်လိုတွေလှုပ်ဆောင်ရမလဲဆိုတဲ့ဟာကိုဆွေးနွေးပေးသားဖို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီအမျိုးသမီးတယောက်ရဲ့ရင်သားပြောင်းလဲမှုအစဉ်စဉ်ကိုနားလည်ထားမယ်ဆိုလို့ရှိရင်မိခင်တို့တိုက်ကြွေးရမှာဘူပီရောကိုယုံကြည်စိတ်ချမှုရှိစေနိုင်ပါတယ်အမျိုးသမီးတိုင်းကရင်သားတွေကပေါ့နော်ကလေးလေးတွေမိခင်တို့တိုက်ကြွေးမှုပြုလုပ်နိုင်မှုအတွက်ဆိုရှင်သဘာဝအတိုင်းဖွဲ့စည်းတည်ဆောက်ထားပြီးဖြစ်ပါတယ်ဒီမှာပုံလေးမှာကြည့်မယ်ဆိုလို့ရှိရင်ဘဝတစ်လျှောက်ကလေးဘဝကနေစပြီးတော့အစဉ်စဉ်ရင်သားပြောင်းလဲတဲ့အဆင့်လေးတွေကျွန်တော်တို့ပြောပြထားပါတယ်ပထမဆုံးအဆင့်ကတော့ Tanner number 1ပေါ့နော် Tanner 1ပေါ့နော်ဒါကလေးဘဝမှာmain ကလေးတွေအသက်10နှစ်လောက်ရောက်လာပြီဆိုလို့ရှိရင်ရင်သားလေးတွေစုပြီးထွက်လာတယ်ဒါကို Tanner 2အဆင့်နှစ်ခုပေါ့နော်နောက် Tanner 3ကတော့ဘယ်အချိန်မှာစပြီးတော့ဖြစ်ပေါ်တယ်လဲဆိုလို့ရှိရင်အမျိုးသမီးတယောက်သူ့ဘဝမှာပထမအဦးဆုံးရာသီသွေးလာတဲ့အချိန်မှာဆိုလို့ရှိရင် Tanner 3လို့ကျွန်တော်တို့သတ်မှတ်ပါတယ် Tanner 4အဆင့်ကိုရောက်ဖို့အတွက်ကတော့ပထမဆုံးရာသီလာပြီးတော့တစ်နှစ်ကနေ2နှစ်အတွင်းမှာဖြစ်ပေါ်ပါတယ် Tanner 5ကတော့အရွယ်ရောက်ပြီးတဲ့အချိန်မှာ Tanner 5အဆင့်ကိုရောက်ပါတယ်ရင်သားအတွင်းပိုင်းမှာရှိတဲ့နှုတ်ရည်ကလင်း tissue တွေရင်သားအရွယ်အစားနှုတ်သီးကောင်းဒီနှုတ်သီးကောင်းအမဲကွင်းပေါ့နော် areola တို့ကအပြင်အစိတ်ပိုင်းတွေနဲ့အတူတူစတင်ဖွံ့ဖြိုးလာပြီးတော့အဆင့်အတိုင်းပြောင်းဒီဖွံ့ဖြိုးလာပြီးတော့မိခင်တို့တိုက်ကြွေးဖို့အတွက်အဆင့်သင့်ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်လစဉ်ရာသီစောင့်ဝန်းတိုင်းမှာနှုတ်ရည်ထွက်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူရင်သားတွေကပို့ပြီးတော့ဖွံ့ဖြိုးလာပါတယ်ဒီအဆင့်ဆင့်ပြောင်းလဲမှုတွေကမိခင်တို့တိုက်ကြွေးခြင်းကိုဖြစ်ပေါ်စေပါတယ်မိခင်တို့တိုက်ကြွေးခြင်းနဲ့ပတ်သက်တဲ့အမှန်တရားလေးတစ်ခုကိုလည်းကျွန်တော်တို့မျှဝေပေးကြပါတယ်မျိုးသမီးအများစုကသူတို့ကိုယ်သူတို့နှုတ်မတိုက်နိုင်ဘူးလို့ခံစားရတတ်ပါတယ်ဒါပေမဲ့ခန္ဓာဗီဇဆိုင်ရာဒါမှမဟုတ်ဆေးပညာဆိုင်ရာအကြောင်းပြချက်တွေအရအမှန်တကယ်နှုတ်မတိုက်နိုင်တဲ့မျိုးသမီးရာခိုင်နှုန်းက9ရာခိုင်နှုန်းကနေပြီးတော့10ရာခိုင်နှုန်းအထိပဲရှိပါတယ်အမျိုးသမီးအများစုကမိခင်တို့မတိုက်နိုင်ရတဲ့အကြောင်းရင်းအဓိကကတော့ဘာကြောင့်လဲဆိုလို့ရှိရင်မှန်ကန်တဲ့အသိပညာဘူးတုဒမရှိတာလိုအပ်တဲ့အကူအညီနဲ့ပံ့ပိုးမှုတွေမရတာကြောင့်ဖြစ်ပါတယ်မိခင်တို့တိုက်ကြွေးခြင်းအပေါ်မှာမိမိကိုယ်ကိုမိမိယုံကြည်မှုအားနည်းတာဒါမှမဟုတ်လူတိုက်ကြွေးခြင်းဆိုင်ရာသတင်းအမှားတွေကြားသိခဲ့ရတာကြောင့်လည်းပဲဖြစ်နိုင်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ရင်သားအစိတ်ပိုင်းလေးအကြောင်းကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်ရင်သားရဲ့အပြင်အစိတ်ပိုင်းမှာဆိုလို့ရှိရင်ဒီနှုတ်သီးကောင်းလို့ခေါ်တဲ့ nipple ပေါ့နော်နှုတ်ရည်တွေစီးဆင်းမှုအတွက်အပေါက်ငယ်လေးတွေ
ပါဝင်ပါတယ်နောက်နိုဒီကောင်းအမဲခွင်းပေါ့နော် areola လို့ခေါ်တယ်ဒီဟာကအရှိမဆွေးနွေးခဲ့တယ်လို့ပဲကိုဝင်ဆောင်ချိန်မှာအယောင်ပို့ပြီးတော့ရင်လာတယ်နောက်တစ်ခုက Montgomery gland လို့ခေါ်တဲ့ဒီအမဲခွင်းပေါ်မှာရှိတဲ့အဖုအထစ်ကလေးတွေကအမဲခွင်းကိုဆိုးဆွတ်စေပါတယ်ရင်သားရဲ့အတွင်းပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ alveolus လို့ခေါ်တဲ့နှုတ်ထုတ်လုပ်တဲ့ cells တွေရှိတယ် myoepithelial cells တွေနဲ့ဝန်းရံထားပါတယ်ဒီ alveoli လို့ခေါ်တဲ့ဒီ nutrient cluxy လေးတွေကိုအများကြီးပါတာကို alveolus လို့ခေါ်တယ်ဒါတွေကိုစုပေါင်းပြီးတော့ဒါတွေကနေစုပေါင်းပြီးတော့နှုတ်ရည်ထုတ်လုပ်ပေးတယ်ဒီ lobules လို့ခေါ်တဲ့နှုတ်ရည်ကလင်းအများကလင်းလေးတွေစုထားတယ်ဒီနှုတ်ရည်ကလင်းလေးတွေကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်စပစ်သီးကိုင်နဲ့တူတဲ့ alveoli အစုဝေးလေးတွေဖြစ်ပါတယ်နောက်တစ်ခုဒီဖြတ်ပိုင်းပုံမှာဘာတွေတွေ့ရအောင်လဲဆိုလို့ရှိရင်နှုတ်ရည်ပြုံလို့ခေါ်တဲ့ milk ducts တွေရှိတယ်နှုတ်ရည်ကိုနှုတ်ဒီကောင်းစီကိုတည်ပေးဖို့အတွက်ပိုက်လိုင်းလေးတွေအဖြစ်နဲ့ဆောင်ရွက်ပေးပါတယ်နောက်နှုတ်ရည်ကလင်း tissue တွေ granular tissue တွေကတော့နှုတ်ထုတ်လိုက်တဲ့ cell ပါဝင်တဲ့အဓိကအစိတ်အပိုင်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာဒီကျွန်တော်တို့တွေရင်သားတစ်ခုကိုနားလေတဲ့ဟာလေးဖြစ်ပါတယ်အဲ့တော့ကွန်ဆောင်တဲ့ချိန်နဲ့နူတိုက်ချိန်တွေမှာဆိုလို့ရှိရင်ရင်သားတွေကပြောင်းလဲမှုတွေအများကြီးဖြစ်ပေါ်စေပါတယ်နှုတ်ထုတ်လုပ်တဲ့ဆဲတွေပိုများလာတယ်နောက်နှုတ်ရည်ပြုံနေတဲ့သွေးကြောကွန်ရက်တွေပိုပြီးတော့ကြီးမားလာတယ်အာယုံခံနိုင်စွမ်းပိုပြီးတော့တိုးလာပြီးတော့အာယုံကြောတွေပိုများလာတယ်နောက်နှုတ်သီးကောင်းကလည်းပိုပြီးတော့ကြီးလာတာတွေပါဝင်ပါတယ်နှုတ်သီးကောင်းနဲ့ alveola တို့ရဲ့အယောင်ကပိုပြီးတော့ရင့်လာပြီးတော့ရင်သားအရွယ်အစားလည်းတစ်ဆင့်ပြီးတစ်ဆင့်ကြီးထွားလာပါတယ်ဒါအပြင်1 bite မှာအညွှရောင်မြင်းကဲ့သို့ခန္ဓာကိုယ်ရဲ့အခြားစိတ်ပိုင်းတွေမှာလည်းပဲအယောင်ရင်းတဲ့အကွက်ကလေးတွေဖြစ်လာနိုင်ပါတယ်ဒါသည်ကျွန်တော်တို့ကိုဝင်ဆောင်ချိန်မှာနှုတ်တိုက်ဖို့အတွက်စတင်ပြင်ဆင်ပေးနေတဲ့လက္ခဏာတွေဖြစ်ပါတယ်ရင်သားတွေကကိုဝင်စချိန်တွေကနေပြီးတော့စတင်ပြီးတော့ပြောင်းလဲပါတယ်ဒီမှာဆိုလို့ရှိရင်ဒီရင်သားအဆင့်ဆင့်ပုံစံ၃ခုကိုကျွန်တော်တို့ပြထားပါတယ် non pregnant လို့ခေါ်တဲ့ကိုဝင်ဆောင်မဆောင်ချိန်ပေါ့နော်ကိုဝင်မရှိချိန်ကာလနောက် pregnant လို့ခေါ်တဲ့ပုံမှာကြည့်မယ်ဆိုလို့ရှိရင်နှုတ်ရည်ပြု gland လေးတွေပို့ပြီးတော့များလာတယ်နှုတ်ရည်ပြု gland အများဆုံးဖြစ်ပေါ်တဲ့အချိန်က lactating လို့ခေါ်တဲ့မိခင်တို့တိုက်ကျွေးနေတဲ့အချိန်မှာပို့ပြီးတော့များလာတာတွေကျွန်တော်တို့တွေ့ရပါတယ်မိခင်တို့စတိုက်ပြီဆိုလို့ရှိရင်ပို့ပြီးတော့များလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီလိုပြောင်းလဲမှုမှာဆိုလို့ရှိရင်ကိုဝန်ဆောင်တဲ့နှုတ်တိုက်ချိန်တစ်ချောက်လုံးမှာဆိုလို့ရှိရင်ရင်သားရဲ့အတွင်းပိုင်းတွေအပြင်ပိုင်းတွေကပြောင်းလဲမှုတွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေပါတယ်ကလေးမွေးပြီးတော့ရက်နှဲငယ်ကြာမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ကလေးအတွက်နှုတ်ရည်တွေစတင်ထုတ်လုပ်လာတဲ့အခါမှာဆိုလို့ရှိရင်ရင်သားနဲ့နှုတ်သီးကောင်းတွေကအရွယ်စားအပြင်အကြီးဆုံးဖြစ်လာတယ်မိဖွားပြီးနောက်ပိုင်း၄လလောက်မှာဆိုလို့ရှိရင်တော့ကိုယ်ကလေးနှုတ်ရည်လုံးလောက်ဖို့အတွက်ဘယ်လောက်ထိထုတ်ရမယ်ဆိုတဲ့ဟာကိုတည်သွားတယ်ခန္ဓာကိုယ်ကလိုတယောက်တည်သွားတယ်ဒီတည်သွားတဲ့အလှိုက်မိခင်တို့ထံနှုံးကိုထိမ့်သိမ်းထားနိုင်မှုအတွက်ခန္ဓာကိုယ်ကပြန်လည်ညှိနှိုင်းပြောင်းလဲမှုတွေကိုပြုလုပ်ပေးပါတယ်ပုံမှန်ကြည့်မယ်ဆိုလို့ရှိရင်ကိုဝင်ဆောင်ကာလကနေပြီးတော့စပြီးတော့တဖြည်းဖြည်းကြီးထွားလာလိုက်တာ3ညကနေ4လပေါ့နော်မွေးစားကနေ4လမွေးပြီးမွေးစားကနေ4လကာလမှာအကြီးဆုံးဖြစ်ပြီးတော့4လနောက်ပိုင်းမှာနည်းနည်းလေးပြန်ပြီးတော့ငြိမ်ကြီးထွားမှုပြန်ပြီးတော့ငြိမ်သွားတဲ့ဟာလေးရှိပါတယ်ပြန်ပြီးတော့ပြောင်းလဲသွားတာမျိုးလေးရှိပါတယ်ဒါကြောင့်မို့လို့မိခင်အများစုက4လနောက်ပိုင်းမှာရင်သားတင်းခြင်းနှုတ်ရည်ပြည့်ရှံနေခြင်းခံစားရကြတွေနောက်ကျွန်တော်နှုတ်ရည်စိမ့်ထွက်တာတွေကိုအရင်ကထက်ပိုပြီးတော့နေပါစွာကြုံတွေ့ရနိုင်နောက်တစ်ခုကနှုတ်တိုက်တာကိုအထောက်အကူပြုတဲ့ခန္ဓာကိုယ်စနစ်တွေအကြောင်းကိုဆက်ပြီးတော့ဆွေးနွေးခြင်းပါတယ်။ရင်သားနဲ့ဒီရင်ဘတ်နဲ့ရင်သားတစ်ဝိုက်မှာရှိတဲ့အာယုံကြောတွေသွေးကြောတွေနဲ့ပြန်ရောစနစ် lymph system တွေကပိုပြီးတော့ချဲ့ထွင်လာတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကနှုတ်ရည်ကိုထုတ်လုပ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ဒီပြောင်းလဲမှုတွေကမိခင်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ကလေးရဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးတုံ့ပြန်ပြီးတော့ပြီးစွမ်းနိုင်အောင်အာယုံခံနိုင်စွမ်းတွေမြင့်မားစေပါတယ်။ကလေးကိုမိခင်နားမှာထားခြင်းအပြင် nutrient ချင်းလုပ်ငန်းစဉ်ကိုအများကြီးအထောက်အကူပြုစေပါတယ်။ကလေးမွေးဖွားပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ရင်သားနဲ့နှုတ်သီးကောင်းတွေကအရန်နူးညံ့နေပြီးတော့ထိလွယ်ရှလွယ်ဖြစ်တာကြောင့်နာကျင်စေနိုင်တာကြောင့်ဖြည်းဖြည်းချင်းချင်းပဲကင်တွယ်သင့်ပါတယ်
ဒီပုံလေးကိုမှတ်မိမှာပါကျွန်တော်တို့အရှိက slide မှာလည်းပဲပြောခဲ့ပြီးပါပြီမိခင်တို့ရေကို alveoli လို့ခေါ်တဲ့စပစ်သီးကင်ကဲ့သို့စုစည်းနေတဲ့နှုတ်ထုတ်ဆဲတွေကနေပြီးတော့ပြုလုပ်ပေးပါတယ်ဒီ alveolus တစ်ခုမှာဆိုလို့ရှိရင်ကြွက်သား tissue တွေနဲ့ဖုံးအုပ်ထားတယ်ခလေးကနှိုးဆိုးတဲ့အခါမှာ oxytocin လို့ခေါ်တဲ့ဟော်မုန်းထွက်လာပြီးတော့ဒီကြွက်သားတွေကိုကျုံစေကနှုတ်ရည်ကိုညှစ်ထုတ်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲ prolactin လို့ခေါ်တဲ့ဟော်မုန်းပမာဏကတိုးတက်လာတဲ့အခါမှာဆိုလို့ရှိရင် cells အတွင်းမှာရှိတဲ့နှုတ်ရည်တွေကိုပုံမထုတ်လို့စေပြီးတော့နှုတ်ရည်ပြုံတွေကနေတစ်ဆင့်နှုတ်သီးကောင်းတွေကိုရောက်စေပါတယ်အဲ့ဒီတော့မိခင်နှုတ်တိုက်ကျွေးဖို့အတွက်ဆိုလို့ရှိရင်ဟော်မုန်း2မျိုး2စားကအရန်ရေးကြီးပါတယ်ဒီကျန်တဲ့ဟော်မုန်းတွေလည်းပဲရေးကြီးတယ်ဒါပေမဲ့အရေးကြီးဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ prolactin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးရဲ့ oxytocin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးရဲ့ဖြစ်ပါတယ် prolactin ကနှုတ်ရည်ထုတ်ခြင်းကိုအားပေးပြီးတော့ oxytocin ကတော့နှုတ်ရည်ကိုညှစ်ထုတ်ပေးပါတယ်အဲ့တော့ oxytocin နဲ့ prolactin မှာပို့ပြီးတော့ကောင်းမွန်ဖို့အတွက်ဆိုလို့ရှိရင် prolactin ကဘာတွေထပ်လုပ်ပြီးသေးလဲဆိုလို့ရှိရင်မိခင်တို့ထုတ်တာအပြင်တာဥကြွေခြင်းကိုလည်းပဲရပ်တန့်စေပါတယ်နောက်ကျွန်တော်တို့ဒီ oxytocin အရာဆိုလို့ရှိရင်တော့သူကဘာလုပ်ပေးလဲဆိုလို့ရှိရင်ကလေးမီးဖွားဖို့အတွက်တအိမ်ကောင်ကျယ်လာပြီးတာနောက်ကျွန်တော်တို့တအိမ်ကနေပြီးတော့ကလေးလေးကိုညှစ်ထုတ်ပေးရနဲ့မိခင်နှုတ်ရည်ထွက်လာစေတာတွေကိုဖြစ်ပေါ်စေပါတယ်အဲ့တော့ကျွန်တော်တို့နှုတ်ရည်ဝင်ခြင်းဖြစ်စဉ်ကိုဒီပုံလေးမှာကျွန်တော်တို့ကြည့်ဖို့လိုပါတယ်အသက်4လအရွယ်လောက်တဲကကျွန်တော်တို့နှုတ်ဦးရည် colostrum ကိုထုတ်လုပ်နိုင်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့အရှိမကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်ဒါပေမဲ့ progesterone လို့ခေါ်တဲ့ဟော်မုန်းပမာဏကခန္ဓာကိုယ်ထဲမှာမြင့်မားနေတဲ့အတွက်သူကတကားပိတ်ထားတဲ့တောက်ခတ်ထားတဲ့ပုံစံမျိုးဖြစ်ပြီးတော့အပြင်ကိုထွက်မလာသေးဘူးပေါ့နော်ဒီ progesterone ကဘယ်အချိန်မှာကျဆင်းသွားသလဲဆိုလို့ရှိရင်ကလေးမီးဖွားပြီးတော့ကလေးမှာတွေ့ကပ်နေတဲ့အချင်းကပါခန္ဓာကိုယ်ထဲကနေထွက်သွားပြီဆိုလို့ရှိရင်တော့ progesterone အဆင့်ကရုတ်တရက်ကျဆင်းသွားပါတယ်ဆိုလိုတာကရုတ်တရက်ရေကာတာကြီးကိုတကားဖွင့်ပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်နောက်ကလေးကိုမြင်ခြင်းကြားရခြင်းအနံ့ရခြင်းဒါမှမဟုတ်ထိတွေ့ခံစားရခြင်းတို့က prolactin အဆင့်ကိုတိုးတက်လာစေတယ် prolactin အဆင့်ကိုတိုးတက်လာစေတယ်ဆိုတဲ့အခါနှုတ်ရည်တွေကိုပို့ပြီးတော့ထုတ်လုပ်လာစေတယ်လို့ဆိုလိုတာပါကလေးမီးဖွားပြီးနောက်ပိုင်းမှာနိုင်30ကနေ40တရက်2ရက်ကြာမှာတော့ရင်သားမှာနှုတ်ရည်တွေစပြီးတော့ပြည်လာပါတယ်များသောအားဖြင့်3ရက်မြောက်နေ့မှာရင်သားတွေပြည့်တင်းလာတာကိုခံစားရတတ်ပါတယ်အဲ့တော့ကလေးကိုမကြာခဏနှုတ်တိုက်ခြင်းကမိခင်ရဲ့ခန္ဓာကိုယ်ကနှုတ်ပို့ထုတ်လုပ်ဖို့အတွက်ဟော်မုန်းတွေကိုလှုံ့ဆော်ပေးစေပါတယ်ဒါကကျွန်တော်တို့ဒီနှုတ်ရည်ဝင်ခြင်းအကြောင်းဖြစ်ပါတယ်နှုတ်ရည်အရင်တုန်းကကျွန်တော်တို့ဒီ colostrum လို့ခေါ်တဲ့နှုတ်ဦးရည်ကရှိနေတယ်ဒီအချင်းထွက်သွားတာနဲ့တပြိုင်နက် progesterone ဟော်မုန်းတွေထွက်သွားတဲ့အတွက်ကျဆင်းသွားတဲ့အတွက်တကားဖွင့်ပေးလိုက်သလိုဖြစ်ပြီးတော့မိခင်နှုတ်ရည်တွေပို့ပြီးတော့ထွက်လာတယ်မိခင်နှုတ်ရည်လှိုင်ထွက်ဖို့က1ရက်2ရက်လောက်ကြာပါတယ်အဲ့တော့ပထမ1ရက်2ရက်အတွင်းမှာမိခင်တို့ရေနည်းနည်းပဲထွက်တာကပုံမှန်ပဲဖြစ်တဲ့အတွက်စိတ်ပူစရာမလိုပါဘူးကလေးအတွက်လည်းပဲအဲ့ဒီပမာဏနည်းနည်းလေးကလုံလောက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာကနေကိုယ့်ရဲ့ခန္ဓာကိုယ်ကနေမိခင်တို့ဘယ်လိုဖြစ်ပေါ်လာတယ်လဲဆိုတဲ့အကြောင်းကိုကောင်းကောင်းသဘောပေါက်ပြီးတော့မိခင်တွေအားလုံးမိခင်တို့တိုက်ကျွေးနိုင်ဖို့ကိုယုံယုံကြည်ကြည်ရှိနိုင်ဖို့အတွက်အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်မိခင်တို့တိုက်ကျွေးခြင်းအကြောင်းအသေးစိတ်လေ့လာထားဖို့လိုပါတယ်ဒီအတွက်ကျွန်တော်တို့နောက်ထပ်သင်တန်းလေးကိုလည်းပဲတက်ရောက်ဖို့အတွက်ကျွန်တော်တို့အထူးတိုက်တွန်းအားပေးလိုပါတယ်မိခင်တို့တိုက်ကျွေးခြင်းကမိခင်ရောကလေးအတွက်ပါမှာကမိသားစုအတွက်ပါအဖို့မဖြတ်နိုင်တဲ့အကျိုးကျေးဇူးတွေအများကြီးရှိတာကြောင့်မိခင်တို့တိုက်ကျွေးဒါကိုအောင်မြင်နိုင်မှုအတွက်ကျွန်တော်တို့တွေကအမြဲတမ်းကျွန်တော်တို့ကူညီပေးဖို့အဆင်သင့်ရှိနေပါတယ်တို့မိသားစုတွေကိုလည်းပဲအမြဲတမ်းအဆက်အသွယ်လုပ်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်သင်ခန်းစာလေးတွေမှာဆက်ပြီးတော့ပြန်လည်ဆုံတွေ့ရင်းနဲ့ဆက်လက်ပြီးတော့လေ့လာကြရအောင်ပေါ့နော်